လက်တီးစုပ်တယ်ကိုလက်တော့မင်းသားလေးပေါ့ဟုတ်ကဲ့ဆရာဟာတကြံလို့လေရေသမီးလို့ရတယ်တကြံလို့လည်းရတယ်ဟုတ်ပြီဟုတ်ပြီဟဲ့ဟုတ်ပြီအဲ့ဒါမှမင်းကတည်းကအကာလေးရမဟုတ်နော်တူရမယ်နော်ရပါတယ်ဟုတ်နောက်ဆုံးခေါ်ပြီးနောက်ဆုံးခေါ်ပြီးပြပါအတိလက်ကလေးကငါလုံကျင်လိုက်တာဟဲ့ပါလေရတူအောင်ကမရဘူးတူအောင်ကဟေးဖိတ်တဲ့တိခါတိခါကြည့်တာတူလားမတူလားဆိုသွားတယ်တော့မတင်နဲ့ကျင်းနေတာတော့မတူဘူးစာပြီဟဲ့ညီမလေးကဒီလိုအဲ့လိုချလိုက်တာအေးငါလက်အားကျင်းသွားမတူဘူးနော်အဲ့ရှုံးသွားပြီသူတကယ်ရှုံးသွားတယ်အေးအဲ့လိုကတာကြောင့်မို့ငါအရင်မကရင်အဲ့ပြီးတော့လေဟိုเจ้าနေပြိမှာဟုတ်ပြီကဲညီမလေးလေးပါအလူတကာလူမများနဲ့ကြားလာကြတော့ everything များ